ကဲဒီနေ့ကတော့ဗီဒီယိုတစ်ခါမှမလုပ်ဘူးရဲ့မောင်လေးပွဲကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ဒါနဲ့ကျွန်တော်တို့စာဝတီခါပါစာဝတီခါဒီမောင်လေးပွဲရဲ့ဒီစတားလိုက်စကင်ကငါဂိမ်းစစောလောက်တဲ့အချိန်တုန်းကထွက်လာကွာအဲ့ဒီတုန်းကငါသူ့စပင်ကလုံးဝကိုခန့်ညားပိတ်ရက်နေရဆိုငါကော်လက်တာထင်းနေရသိရမလားရန်ကိုဈေးကြီးတဲ့ကော်လက်တာကြီးတို့ထင်ခဲ့တာပြီးတော့မှဘဲဟုတ်မလဲစတားလိုက်စကင်ဖြတ်နေရကျေးဇူးကဲငါတို့ဘက်ကကားပါရဆိုတော့သူ့အချိုတက်ပြီးလို့ရှိရင်ကားတက်စီငါတို့ကအဲ့လိုမျိုးကားတပါပါလာလို့ရှိရင်အဲ့လိုအချိုတက်ပြီးတော့ကားတက်စီတာကျေးဇူးမောင်လေးမမလာပြီးနော်ရော့လေးဝေးအစွမ်းအမခန့်ဘလို့လဲအေးသွားရမလားလေတိုက်လိုက်တော့လေကျေးဇူးကဲဒီမှာငါ့ကိုစံနမူနာယူကြအမကိုမဘာစပဲမှမရှိဘဲနဲ့ကူချင်းအောင်အဲ့ဒါဂိမ်းစော်တိုင်းငါမှဘာစပဲမှမရှိဘဲနဲ့သူ့တပားကိုတော်ပြီးကူညီအမငါပဲပြန်ရှောလာတာဟိုကလှဲ့တောင်မကြည့်သွားဘူးကျေးဇူးတိုင်းမောင်အောင်လင်းသွားမယ်အောင်လင်းဟာအောင်လင်းသွားပါမယ်ဆိုမှဒီနာနဲ့ဒီနာတော့ငါလမ်းလျှောက်သွားတော့ရတယ်အဲ့အောင်ဖင်လိုက်ကူရှင်ငါနေနေရတော့ကိုကကိုနေနော်အဲ့ပြေးချင်တာဟာလားငါလမ်းရှင်းနေကိစ္စကို तू ဝင်လာဟိုမှာဖင်လိုက်ကူရှင်မဟုတ်တော့ तू ဖင်ရကူရှင်လာမင်းကိုစောင့်နေရရောအမခံစားလားဟုတ်တယ်မောင်လေးပွေပုံးနေသည်ရောအမခံစားလိုက်အေးလားအော်မအေးသေးဘူးရောအမမီးကြီးတပေါက်ရှင်းတာဟဲ့အောင်နေလုံးငါနောက်ကနေကျုံးမယ်ကြိတ်အကုန်လုံးကြိတ်ဟဲ့နေအောင်ငါရှေ့ကိုဘလို့ရောက်သွားတော့ပြေးတော့ငါလည်းမနိုင်ဘူးသူတို့လာမင်းတို့လိုက်လာမင်းမန်းတီတို့ငါစာအုပ်ထည့်ထားတာအလကားထည့်ထားတာမဟုတ်ဘူးလားလေဟိုမှာကျွဲကျူနဲ့ခိုင်အောင်မနိုင်နဲ့ခြံခုံတော့ရောအမပြေးချင်တာရောအမမီးကြီးအစွမ်းအမခံဟဲ့အောင်နေရောအမကူရှင်လေးခံစားလိုက်ငါဒီကောင်ကြီးကမပြတ်တော့ဘူးထင်တယ်ဟုတ်တယ်မပြတ်ဘူးလို့ငါလောက်တာတကောင်နဲ့လောက်တာလေဘာလို့အဲ့လောက်ကြီးအုပ်စုလိုက်ကြီးလိုက်လာကြမန်းကိုမသိဘူးဟိုမှာအောက်မှာကျွဲကျူကြီးလာပြီးကျွဲကျူကြီးအမခံစားလားဘလို့လဲအိမ်ထဲမှာနေရလို့ခြံထဲမှာပြောင်းနေရအောင်မင်းဗျံပလာတော့မလုံးနဲ့နော်ဟာအဲ့လောက်အများကြီးဘာလို့ဝင်တိုက်တာတော့လို့အမေဟိုမှာစားပါလိရော့အမအေးအမတိုင်ပတ်တာပဲဟေးဘဲကိုပြေးရမှမသိတော့ဘူးမတက်နိုင်ဘူးဖြစ်သမျှအကြောင်းနှာခေါင်းမက်ပြီးရင်ဆိုင်ရတာပေါ့လာအော်အေးငါလက်ကလည်းအရန်အောင်ကောင်းလာလိုက်လာခဲ့ဘသူလိုက်လာမအော်လိုက်လာရဲ့တက်တီကိုချီးကျူးတယ်ဗျာဟိုမကျွဲကြိုကြီးတောင်နင်းထက်တီးလို့လိုက်မလာဘူးအေးကောင်းတယ်လို့စော့နေတာမိနစ်30တခါသေးလို့ဆိုရင်စက္ကန့်60ငါတယောက်တည်းဒီဟာတွေကိုထိန်းရမှာလားလို့မင်းတို့ရက်ဆက်တယ်ကွာအမေတယောက်ကတော့သူ့ကိစ္စနဲ့သူရှော့သွားပြီအမေမင်းလားဟီးရိုးအစ်ဆိုတာငါနိုင်နေကွာငါပရိုကြီးလေအမေစားပါငါလူကိုပိုင်းနေရ तू အမြအမေရာဆက်အကုန်လုံးကရှော့နေပြီစော့နေတာလဲမိနစ်30လောက်ရှိပြီငါပွဲချိန်ကြာလို့ရှင်ပြင်းနိုင်မစော့ကျင်တော့အဲ့ဒါကိုဒင်းတို့ကလမ်းလေးပါလေးလာမရှင်းကြဘူးပေါ်မှာလက်ရတွေလုံနေကြတယ်ကဲနောက်ဆုံးတော့အနိုင်ရရှိသွားပါပြီရှုံးမလို့နဲ့နိုင်သွားတာအဲ့ဒါကြောင့်မို့လေးမတိုင်းနဲ့လို့ကဲဒီဗီဒီယိုလေးကို TikTok ကြည့်နေရဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ TikTok အကောင့်လေးကို follow လေးလုပ်ခဲ့ပြီးတော့ YouTube ကြည့်နေရဆိုလို့ရှိရင်တော့ subscribe လေးလုပ်ခဲ့ဖို့တောင်းဆိုပါကျွန်တော်ကတော့စာဝတီခပါ